original အလုံးပါကျွန်တော်ဒီနေ့မှာတော့ Sakura School Simulator ကိုပြန်ဆော်မှဖြစ်ပါမဆော်တာ၄-၅နှစ်ရှိနေပါပြီကျွန်တော်မှာနေမပြမယ်ဒါ character မှာလောက်ပြီးသွားပြီပေါ့နော်ကဲဝင်ရအောင်Okay ဝင်လိုက်ရအောင် let's go အဲ့ဒါကောင်မလေးဆိုတော့မှရပြလေးပြောင်းလာနော်နည်းနည်းပါတော့မှမိသေးရတယ်ဘာ YouTube အခုအတက်ထွက်တဲ့ YouTube ပေါ့ mask ဆိုတာYouTube တယောက်စီအဲ့ mask ပေါ့နော်သူရဲ့နောက် Henry ဆိုလားမသိဘူးသူတို့နေရာကိုအားကြလို့ဒီ account မှာတော်တော်လောက်ရတာဖြစ်ပါတယ်သူတို့နေရာအားကြလို့ဒီ channel လေးမှာ video ပြန်တင်တာပဲဖြစ်ပါနဲ့ဒါဆိုရင်တော့ကြောင်းမှာကျွန်တော်တို့အရင်တော့တက်ခဲ့ရတဲ့ကြောင်းမှာOkay ကျွန်တော်တက်မေးတဲ့ video edit ရဲ့နေရာနောက်မှလုပ်ပါမယ်မလုပ်နိုင်လို့မလုပ်ပါဘူး sorry ပါအဲ့ဒါကြောင့် sorry ပါ sorry အော်show ရေး comment ကြ show ရအောင်ကျေခံတော့တယ်တော့တိုင်ကြတော့တယ်ဒီလိုကြောင်းတော့နေတူတယ်မတိုင်ကြပါဘူးရဲစခန်းမှာတော့ဆောင်းနေလို့ဖြစ်မယ်တိုင်တဲ့ကောင်ရှင်ကအမှုကြည့်အောင်မယ်ဟဲ့တို့တို့ကျွန်တော်ဒီ channel လေးကို subscribe လေးပြန်လုပ်ပေးကြပါအဲ channel အသစ်ကလေးပါ thank you bro ညဟိုနေအားရဓာတ်ပုံရိုက်တာရတာနော်ဒီကင်မရာလေးနဲ့ပါချိန်လို့ရအောင်လားစွမ်းလို့ပြတာOkay เนี่ยเอาเดี๋ยวให้ได้อย่างเช่นเดียวกันเลยเกี่ยวกับตัวอะไรไหมกินมาฟัดดีแล้วสั่งเราอย่างนั้น Oh my god สมมติเพื่อนข้างเราเสียแล้วอะไรตีตาหลังห้อยอยู่เย็นไม่เนี่ยที่ตัวကျွန်တော်က police off လို့ရတယ်ဟဲ့ police off ထားလိုက်ကောင်မအန်တော်ရောရတယ်ဟဲ့လားအန်တော်ပဲငါဒီလောက်လေးလောက်တော့ဘာဖြစ်ရအဲ့လိုလေးဟောရှင်းစကားပြောလာလို့တိသွားတာလူတိသွားတာအဲ့လူတိသွားဒီခါနဲ့မှအခုကောင်းရှိရဲ့တုံးနေချင်းโอเคဒီထဲမှာတူတူငယ်ချင်းရှင်းကဲဒီမှာအရန်ကိုလွမ်းနေ cherry မ cherry အဲမှာပါနော်လာပြချူလာတောက်တာအဲ့မဟုတ်ပါဘူး coffee လာတောက်တာပေါ့နော် okay coffee ရှိရလားညောင်းကဲ cherry coffee ရှိလား coffee တောက်မယ် okay coffee တောက်မယ်ကဲနောက်နေ့ကျချူလာတောက်မယ်အဲ့မဟုတ်ပါဘူးနောက်နေ့ကျလည်းချူလာတောက်မယ်အဲ့မဟုတ်ပါဘူး coffee လာတောက်မယ်ကွာညောင်းတောက်လို့ကောင်းတယ်ကွာဟဲ့နေကငါ့နာမည်ချင်းမမေ့နေချင်းရမယ်โอเคညောင်းဒီမှာဒီနာမည်လေးကိုခုံဖြတ်မယ်ပြီးရင် ERWIL အလဝင် gaming လို့ပဲပြလိုက်မယ်အရင်အကောင့်တော့နာမည်လားတောက်လို့ကောင်းတယ် Oh my god ညောင်းဟဲ့ထုံးစံအတိုင်း cherry ကိုဟာလာလိုက်ခဲ့လားစိတ်မာပါတယ် cherry ရေဟာကဲ cherry ကိုခေါ်ရမယ် cherry ကိုအိမ်ကိုခေါ်ရမယ်ဟာတော့ကြရည်ချောင်းလို့တော့မယ် sorry ပါနော်ကျွန်တော်အတန်တလို့ဘာလို့ဖြစ်နေရလဲဆိုတော့ကျွန်တော်တမင်တက်တယ်မပြောချင်တော့ဘောနော်အရင်အဟောင်းလုံးကစားတယ်လို့မျိုးဒီနေ့ရှက်နေအဲ့ရ cherry အိမ်ဘာဖြစ်သွားလဲcherry လာလိုက်တော့ဟာအင်းကြီးလေးနေကြပါလေအဲ့ရ cherry ငါနဲ့တူတူအိပ်ဖို့ခေါ်လိုက်မယ် okay လားမိုက်တယ်ကဲတော့ပါပြီဗီဒီယိုအဆုံးသတ်မှာပဲတော့ကဲအားလုံးပဲဒီနေ့ဗီဒီယိုကနည်းနည်းတူတယ်မလားအဆုံးသတ်လိုက်တော့မယ်နောက်နေ့မှကောင်းကောင်းပြန်တယ်အားလုံးပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye